ပြီးခဲ့တဲ့ပိုင်းမှာတော့ Excalibur ရဲ့ရွေးချယ်ခြင်းကိုခံထားရတဲ့အာသာက Meliodas တို့ကိုအနိုင်ယူနေခဲ့ပါတယ်။ဟော့ကတော့မာလင်ပြောတာတွေကိုနားထောင်ပြီးတဲ့နောက်အာသာက Meliodas တို့ကိုတယောက်တည်းနိုင်ယူနိုင်လားလို့မေးတဲ့အခါကိစ္စတွေကဒီလောက်ထိရိုးရှင်းမနေဘူးလို့မာလင်ကပြန်ပြေလိုက်တယ်။တစ်ဖက်မှာအာသာတိုက်ခိုက်ခဲ့တဲ့လူတိုင်းကဘာမှမဖြစ်ပဲပြန်ထလာကြကမင်းကိုပြောပြရမှာတော့စိတ်မကောင်းပေမဲ့မင်းရဲ့တိုက်ခိုက်မှုတွေကငါတို့ကိုမထိခိုက်ဘူးကွာလို့ Chandler ကပြောလိုက်ပါတယ်။ဒီဓာတ်ရဲ့အစွမ်းကဘယ်လောက်ကြီးလဲဆိုတာကိုငါတို့တွေစမ်းသပ်ကြည့်ချင်ရုံပါကွာငါတို့မှဘာမှလုပ်စရာမရှိဘူးဆိုတော့ဒီလိုစမ်းသပ်တာကချိန်မျိုးကရောက်တာပေါ့လို့ကျူးဆက်ကလည်းပြောလိုက်ပါတယ်။အာသာမင်းရဲ့မော်စွမ်းတွေကအခုထိမနိုးထလာသေးဘူးလေနိုးထမှဖြစ်မှာမနိုးထဘူးဆိုရင်တိုက်ခိုက်နေလဲလက်ကားပဲလို့ကတ်စကပြောနေခဲ့ပါတယ်။အာသာကတော့မနိုးထလာလဲဘာမှမဖြစ်ပါဘူးကွာငါမှ exactly ပါရှိနေရင်ပြီးပြီဆိုပြီးတိုက်ခိုက်ဖို့အတွက်ပြေးဝင်သွားပြန်ပါတယ်။ဒီလိုနဲ့ဒါကချက်ချင်းလေးသွားခဲ့ပြီးတော့ခန္ဓာကိုယ်ကနေလည်းတွေးတွေထွက်လာပါတယ်။ကောင်းလေးမင်းအမနှစ်ခုလောက်ခဲ့မိတယ်။ပထမတစ်ခုကမင်းဟာစွမ်းတက်မှုမရှိတာကြောင့်မင်းရဲ့အသက်ကိုဆုံးယုံရတော့မယ်။ဒီဓာတ်မှာလူစွမ်းကောင်းတွေရဲ့ဝိညာဉ်ကင်ရောက်နေပြီးတော့မင်းကိုသူတို့ရဲ့စွမ်းတွေမျှဝေပေးထားတာလည်းဖြစ်လောက်တယ်။ဒါပေမဲ့ကြီးမားတဲ့စွမ်းကိုတုံးပြဖို့ဆိုရင်မင်းရဲ့စိတ်နဲ့ခန္ဓာကိုယ်ကလည်းအဲ့ဒီရဲ့စွမ်းကိုလက်ခံနိုင်လောက်အောင်ထိကြမ်းကင်နေရမယ်ကွာ။မင်းကိုမင်းတော့ကောင်းကောင်းလေ့ကျင့်ထားတဲ့ထင်လောက်မှာပေါ့။ဒါပေမဲ့အတိတ်ကလူစွမ်းကောင်းတွေစီကိုဖျောင်းတိုင်းတိုင်းတော့မင်းဘက်ကမတွန်းညှိပေးနိုင်ဘူး။မင်းရဲ့ခန္ဓာကိုယ်ကတက်ရောက်မှုကိုမခံနိုင်တဲ့အတွက်အခုဆိုရင်စွမ်းအားလည်းပြက်ပြက်လူနီးပါးဖြစ်နေပြီးအခုဖြစ်နေတဲ့အခြေအနေကငါပြောတာကိုထောက်ခံပေးနေတဲ့တက်တွေပဲဒုတိယတစ်ချက်ကမင်းတိုက်ခိုက်တဲ့လူရွေးမှသွားခဲ့တယ်ကွာလူသားလူစွမ်းကောင်းတွေဟာအရန်ကိုစွမ်းတက်ခဲ့လွန်းလို့နှစိုးတွေတောင်မှကြောက်ရွံ့ခဲ့ရတာတော့မှန်ပါတယ်ဒါပေမဲ့တာမန်မိစ္ဆာလေးတွေကပဲသူတို့ကိုကြောက်ရွံ့ခဲ့တာဒါကိုစိတ်ထဲမှာဆွဲမြဲနေအောင်မှတ်ထားငါတို့၄ယောက်ကအစိမ့်မြင့်နှစိုးတွေဆိုပြီးကျူးဆက်ကပြောပြလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရိုဇန်နန်ဆိုတဲ့တိုက်ကွက်ကိုထုတ်တုံးလိုက်တဲ့အခါအာဒါရဲ့မျက်လုံးရောင်တွေကပြောင်းလဲသွားခဲ့ပါတယ်ဘာမဟုတ်တဲ့လူသားတစ်ယောက်ကစွမ်းအားချင်းရှင်ရင်ငါတို့ကိုမရှင်နိုင်ဘူးကွာကြည့်လိုက်စမ်းလူစွမ်းကောင်းတွေတောင်မှကြောက်လွန်းလို့တုန်နေပြီကွာလို့ပြောပြီးတော့မင်းကိုဘာဆက်လို့ရမလဲငါဆုံးဖြတ်မယ်လို့ပြောလိုက်ပါတယ်မင်းကိုနှုတ်ဆင်းပြီးမိစ္ဆာနယ်မြေတွေက injury တွေကိုကြွေးပြစ်လိုက်ခြင်းပေမဲ့မင်းသားဇက်ဒရစ်ကိုယွန်စရာကောင်းတဲ့မြင်ကွင်းတွေကိုမပြချင်ဘူးအဲ့ဒါကြောင့်မင်းရဲ့နှလုံးသားကိုချိန်မွားတာပဲလုပ်တော့မယ်လို့ပြောလိုက်တဲ့အချိန်မာလင်ကရောက်လာခဲ့ပြီးသူ့ကိုခေါ်သွားလိုက်မယ်လို့ပြောလိုက်ပါတယ်နေအသက်ရှင်နေသေးလို့တော်ရရပဲအာသာလို့ပြောလိုက်ကစိတ်စွမ်းရင်ကိုတုံးပြီးတော့ငါ့ကိုအမှားစကားနေပေးပို့ခဲ့တာအတွက်ကျေးဇူးတင်ပါတယ်ကတ်လို့ပြောလိုက်ပါတယ်Meliodas ကတော့သူ့ကိုယုံကြည်ခြင်းပညာတော်ကိုပေးဖို့အတွက်တောင်းနေခဲ့ကအဲလီဇဘတ်ကိုကယ်ဖို့အတွက်နေနဆိုးဘရင်ဖြစ်ခြင်းတလို့ပဲနင်းရဲ့ချစ်လာတော်မိတ်ဆွေတွေကအသက်ကိုယဉ်ပြီးနင်းကိုကယ်ချင်နေကြတယ်လေဒါကိုမမေ့လိုက်ပါနဲ့ Meliodas လို့ပြောပြီးတော့မာလင်ဟာအာသာကိုကယ်ကဘိုးအက်စီကိုပြန်လာခဲ့ပါတယ်မာလင်ကအာသာကိုကုသပေးဖို့အတွက်ပြောလိုက်ပြီးကျူးဆက်ကတော့သူစိတ်ထိန်ချုပ်ထားတဲ့အာသာကိုကိုတားနဲ့ကိုထိုးတတ်တယ်လို့မျိုးပုံစံလုပ်လိုက်ပါတယ်ဒီလိုနဲ့အာသာက exactly ဘာဒါနဲ့သူ့ကိုထိုးတတ်လိုက်ပြီးအကုန်လုံးကလှုပ်လှုပ်ရှားရှားဖြစ်သွားကြကအဲလီဇဘတ်ကအာသာကိုကုသပေးဖို့အတွက်ခန္ဓာကိုယ်ကဒါကိုဆွဲနှုံးမှရမယ်လို့ပြောနေပါတယ်။အာသာကတော့နင်းမျောလင်းတလို့ပြစ်မလာလို့တောင်းပန်ပါတယ်မာလီလို့ပြောကငြိမ်သက်သွားခဲ့တယ်။ဒါတန်လန်းဖြစ်နေတဲ့အာသာကိုကြည့်ပြီးကက်ဆီရဲ့မူရာတွေကလည်းပြောင်းလဲနေခဲ့ကမင်းငါကိုလင်ခဲ့တဲ့အာသာလို့ပြောနေပါတယ်။သူဟာပါရမီရှင်ဖြစ်ပြီးတော့ထွက်မလာသေးတဲ့ဘာမှမသိတဲ့စွမ်းအားတွေကိုလည်းပိုင်ဆိုင်ထားတယ်။ငါတို့စားတွေ့ခဲ့တော့ကရေစက်ပါလို့တွေ့ခဲ့ကြတယ်လို့ထင်ခဲ့မိတယ်လို့မာလင်ကပြောနေပါတယ်။သူတို့စားတွေ့ချိန်တုန်းကအသေးအတန်လေးချင်းနေတဲ့အာသာရဲ့ပုံရိပ်လေးတွေကိုတွေးနေမိရင်သူရဲ့ထွက်မလာသေးတဲ့စွမ်းသားတွေကိုထွက်ပေါ်လာအောင်သူမလုံးနိုင်ခဲ့ဘူးဆိုကကိုယ့်ကိုယ်ကိုအပြစ်တင်နေခဲ့ပါတယ်အာသာလာတော့မဲ့အနာဂတ်ကိုငါ့ကိုနင်ပြသပေးမှာမဟုတ်ဘူးလားအခုနင်းရဲ့ဝိညာဉ်ကပဲရောက်နေပြီလေငါရဲ့ရှိမှာလားနင်းရဲ့ခန္ဓာကိုယ်ထဲမှာပဲလားဒါမှမဟုတ်တခြားလူစွမ်းကောင်းတွေလိုပဲနင်းရဲ့တွေးတဲ့ဝိညာဉ်ကိုမြင့်မြတ်ထားယူကစုပ်ယူသွားပြီးနောက်ထပ်ဓာတ်ရဲ့ပိုင်ရှင်ကိုနင်ကရွေးချယ်ပေးမှာလားလို့ပြောနေခဲ့ပါတယ်တကားခောက်ဖို့ပြင်နေတဲ့အစကာနိုကတော့အဲ့ဒီကောင်လေးကိုနင်မလိုအပ်ပါဘူးဟာနင်းကကာကွယ်ပေးမှာပါလို့ကိုချစ်တဲ့မျိုးသမီးတယောက်အတွက်ခံစားနေခဲ့ရပါတယ်အာသာကနင်းအတွက်ရေးကြီးတဲ့လူတယောက်ဖြစ်ခဲ့တာလားငါအတွက် Meliodas ကရေးပါတယ်လို့နင်းအတွက်လည်းရေးပါခဲ့တာလားဆိုပြီးအဲလီဇဘတ်ကမေးနေခဲ့တယ်လူသားတွေကအချိန်ကြာကြီးနေရတဲ့မျိုးမဟုတ်ဘူးလေဒီလိုအချိန်မျိုးမှာဘလို့စိတ်ခံစားချက်မျိုးကိုငါရဲ့မျက်နှာမှာဖော်ပြနေရမှာလဲငါရဲ့စိတ်ခံစားချက်တွေကိုဖော်ပြဖို့တောင်မင်းနေတယ်လို့ဖြစ်နေပြီးအခုငါမြင်နေတာဆိုလို့ပိမ့်ပိမ့်နေတဲ့မောင်တူပဲရှိတယ်လို့မာလင်ကပြောနေပါတယ်ဟော့ကလည်းကက်စ်ကိုနှစ်တိမ်ပေးနေခဲ့ကမင်းဘယ်လိုခံစားနေရလဲဆိုတာကိုငါလုံးဝသိပါတယ်ငါကိုချင်းစာပေးလို့ရပါတယ်ဒါပေမဲ့တက်တက်ကြွကြွပဲနေစမ်းပါကွာလို့ပြောနေခဲ့တယ်ကက်စ်ကတော့အာသာမင်းငါကိုလင်ခဲ့တယ်ဘာလို့လဲဆိုကမကောင်းဆိုးဝါးတကောင်လို့ဖြစ်နေပါတယ်အဲလီဇဘတ်ကလည်းအမကြီးတယောက်ပြီးမာလင်းကိုရင်ခွင်ထဲထည့်ပြီးတော့နှစ်တိမ်ပေးနေခဲ့ကနင်းအတွက်ဘာမှမလုပ်ပေးနိုင်လို့ခွင့်လွှတ်ပေးပါလို့ပြောလိုက်ပါတယ်အတိတ်ကိုတောင်တတိယမိသွားတယ်ငါအထီးကျန်တဲ့အချိန်တိုင်းနင်းရဲ့အစွမ်းနဲ့ငါရဲ့နှလုံးသားကိုတတောင်းတတာရှိအောင်မြဲလုပ်ပေးခဲ့တယ်လို့ပြောကမျက်ရည်တွေကိုကန်ကြည့်လိုက်ပြီးထူးဆန်းလိုက်တာငါမငိုတာကနှစ်ပေါင်430ရှိပြီးမ
မယ်လီယိုဒက်စ်ဖန်တီးထားတဲ့မိစ္ဆာဘာအတဲကိန်းမို့ကိုစားပြီးကတည်းကပဲဆိုပါတော့လို့ပြောလိုက်ပါတယ်။ကောင်းပြီလေမမကြီးရဲ့ရဲတိုက်ကိုသွားကြစို့ငါတို့ရဲ့စစ်စင်ရေးကိုအသေးစိတ်ကနေစားပြီးစစ်ဆေးမှဖြစ်မယ်။နဖျားမျိုးတွေကငါ့ကိုကွာတာမိုင်းမတွင်းနိုင်ခဲ့ပေမဲ့မမကြီးအတွက်ချိန်စာကိုပဲဖျက်ပေးပြီးတော့မယ်လီယိုဒက်စ်ကိုနှစိုးပြင်းပြစ်မလာအောင်တားဆီးပေးမယ်လို့ကတိပေးတယ်လို့ပြောလိုက်ပါတယ်။ငါရဲ့တန်ဖိုးရှိတဲ့လူနောက်တစ်ယောက်ကိုဆုံးရှုံးမှာကိုငါကွင်းမပြုတ်နိုင်တော့ဘူးလို့အာသားကိုကြီးကလည်းပြောလိုက်တယ်။အဲဒီလိုနဲ့ရဲတိုက်စီကိုတွားလိုက်ကြကလူရိုစီရဲတို့နဲ့ဒေစိတ်တိုင်ပင်လိုက်ပါတယ်အရင်ဆုံးတောင်ဘက်ကိုတိုက်ပွဲတစ်ခုစီလို့စီပြီးနောက်တစ်ဖွဲ့ကကမ်မလောကိုတိုက်ရိုက်တိုက်ခိုက်မှာပဲဖြစ်တယ်လီယိုနက်စ်ကိုတော့ဒရိုင်းဖက်စ်နဲ့ဂရီယာမူတို့ကကာကွယ်ပြီးဟန်ရီဆန်နဲ့ချယ်ရီချိုတို့ကမြောက်ဘက်နဲ့နောက်ဘက်ကိတ်ကိုကာကွယ်ပေးကြမှာဖြစ်ပါတယ်ဂီတာနာနဲ့ဟောက်ဇာကတုတ်သိမ့်ရဲဖွဲကိုတာဝန်ယူကြမှာဖြစ်ပြီးစီရီယယ်နဲ့ထာမီယယ်တို့ကတမူးတွေအဖြစ်ဥဆောင်ကြမှာဖြစ်ပါတယ်လူဘလူးတွေနဲ့နတ်တငယ်တို့ကဖွဲ့တွေကလည်းလာရောက်ပူးပေါင်းကြမှာလည်းဖြစ်တယ်ကမ်မလောစီကိုတက်တဲ့ဦးတီတွားမဲ့တိုက်ခိုက်ရေးဖွဲမှာတော့မာလင်အက်စကာနိုနဲ့လူရိုစီရဲတို့ကလိုက်သွားကြမှာဖြစ်ပါတယ်အဲလီဇဘတ်နဲ့ကျန်တဲ့ဒူစီရိုက်တွေကတော့တခြားအဖွဲ့မှာပူပေါင်းကြမှာဖြစ်တယ်လူရိုစီရဲဟာမယ်လီယိုဒက်စ်ကိုတက်ချင်ပေမဲ့ထာမီယန်နဲ့ဆာရီယယ်တို့တွေကတော့အဲလီဇဘတ်ကိုကူညီချင်ကြသူတွေဖြစ်ပြီးလူရိုစီရဲကသူနဲ့အတူဟန်ရီဆန်ကိုခေါ်သွားခြင်းတယ်လို့ပြောလိုက်ပါတယ်အဲဒီလိုဒါဆိုရင်သူလည်းတူတူလိုက်ပြီးတော့မာဂရက်ကိုကူညီခြင်းတယ်လို့ဂီတနာကပြောလိုက်တယ်ကမ်မလောရဲ့ပတ်ဝန်းကျင်မှာတော့နဆိုးတွေကိုပြန်ချက်ထားလိုက်ပြီးဖြစ်ပြီးမယ်လီယိုဒက်စ်လက်ထဲမှာတော့ပညတ်တော်၅ခုကိုကင်ဆောင်ထားပါတယ်သူရဲ့ပညတ်တော်ကိုပါပေးထားတာကြောင့်မင်းသေးချာရဲ့လားဇဲဒရီလို့မယ်လီယိုဒက်စ်ကမေးလိုက်ကငါရဲ့ပညတ်တော်မရှိတော့ရင်နမန်တော်လေးပါရဲ့ပြေနာကိုခံရမယ်ထင်နေတာလားလို့ဇဲဒရစ်ကပြန်မေးလိုက်ပါတယ်မင်းကငါဘာလို့ကူညီပေးနေတာလဲဆိုတာကိုမမေးဖို့ကပိုရေးကြီးတဲ့မယ်လီယိုဒက်စ်တို့ပြောလိုက်တော့ပညတ်တော်တွေကိုစုပ်ယူပြီးနဆိုးဘရင်ဖြစ်လာတဲ့အခါကျငါရဲ့ကတိကိုလုံးဝတည်စေရမယ်လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်ဇဲဒရစ်မင်းရဲ့အသုံးမကျတဲ့ကိုခွင့်လွှတ်ပေးပါကွာလို့ပြောလိုက်ပြီးမယ်လီယိုဒက်စ်ပညတ်တော်တွေကိုစုပ်ယူလိုက်ပါတော့တယ်ဖောကလည်းသူပါတိုက်ပွဲတဲကိုလိုက်သွားတော့မယ်ဆိုပြီးပြောနေခဲ့ကကင်းကလည်းဘာပဲဖြစ်လာပါစေနင်းကိုကာဝယ်ပေးမဲ့ဒီယာနဲ့အဲ့ဒါကြောင့်အားလုံးပြီးသွားရင်ငါ့ကိုလက်ထပ်ပါလို့ proposal လုပ်နေခဲ့တယ်မာလင်ရဲ့ကုသပေးမှုကြောင့်ကိုဒါကလည်းပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ကအစကာနောကတော့ချောင်းဆိုတာတွေးတွေပါနေပါတယ်စစ်ပွဲအတွက်ပြင်ဆင်ပြီးသွားကြပြီဖြစ်ကမာလင်ကဂါလန်ရဲ့နိုင်ယူတာကိုခံရပြီးတော့မမကြီးနဲ့အာသာရဲ့အစွမ်းတွေနိုးထလာဖို့လိုတယ်လို့ပြောခဲ့တာကိုမှတ်မိသေးလားလို့အဲလီဇဘတ်ကိုမေးလိုက်ပါတယ်နင်းရဲ့အစွမ်းနိုးထလာစေခြင်းတဲ့အဓိပ္ပာယ်ကကျင်းစာအသက်ဝင်လာပြီဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲလေအဲ့ဒီလိုဖြစ်လာစေခြင်းလို့မဟုတ်ပါဘူးဒါပေမဲ့နင်းရဲ့အစွမ်းကနိုးထလာပြီဆိုတော့နင်းရဲ့အစွမ်းကိုအားကိုးနေမယ်နော်လို့မာလင်ကပြောလိုက်ပါတယ်စစ်ပွဲကြီးကိုတိုက်ခိုက်ဖို့အတွက်စစ်တီတွေကထွက်သွားခဲ့ကြပြီဖြစ်ကနဖျားမျိုးနဲ့လူရိုစီရဲ့ဝါဒမိုင်းတက်ခံထားရတဲ့ဒက်စပီယာတို့အဖွဲ့ပါဝင်အကုန်လုံးရဲ့ပုံစံတွေကထူးဆန်းနေပြီးမိစ္ဆာတွေကိုတက်ပစ်မယ်ဆိုတဲ့စကားကိုတွင်တွင်ပြောနေကြပါတယ်ဒါကလူရိုစီရဲ့ကောင်းကြီးဆိုင်ငင်တန်အစွမ်းဖြစ်ကသူကစကားနားထောင်ခြင်းနဲ့ရုပ်လေးတွေလိုချင်နေတာလေးလို့ထာမီရဲကပြောနေပါတယ်မင်းပြောသလိုသားဆိုအစီခံနေနဲ့ပြစ်သွားစေမဲ့စီရင်ကိုမတုံးခဲ့တဲ့လူသားတစ်ယောက်ကိုတူပါလို့ရွေးချယ်ခဲ့ရတာလေလို့ဟန်ရီဆန်ကိုကြီးကဆာရီရဲကမေးလိုက်ပါတယ်ဒီလိုနဲ့အစီအစဉ်အတိုင်းစစ်တီတွေကစတင်တော့ကနေကြပြီဖြစ်ပြီးဂိတ်ကိုဆောင်ချက်ကြမဲ့သူတွေကလည်းကိုနေရာကိုယူလိုက်ကြပြီဖြစ်ပါတယ်နှစ်ပေါင်း3000ကြာပြီးတဲ့နောက်မှာအခုဆိုရင်မြင့်မြတ်တဲ့စစ်ပွဲကြီးကိုထပ်ပြီးစတင်လိုက်ပါပြီဆိုကဒီစစ်ပွဲကိုနိုင်ရမယ်ဆိုပြီးမိန်ကွန်းပြောနေခဲ့ကနတ်ဆိုးမျိုးနွယ်တွေနဲ့မျိုးနွယ်စုလေးခုတို့ကစတင်တိုက်ခိုက်ကြပြီဖြစ်ပါတယ်